လူပေါင်းလဲမှာပြောခံရတယ်ဆောက်ရှောက်ခွဲခံရတယ်ဟိုတနေ့ကကျတော့ဒီကလေးကိုမဲမိဘခါလိုက်လာနေကြတော့သိရတယ်နဲ့လက်မပါနဲ့နော်တော့မဲမိဘလာနေကြတော့သိတယ်လက်မပါနဲ့နော်ကြောက်ပြီးသားဝမ်းကိုဆိုင်ဆိုင်မှာမဲမိဘလာနေကြတော့သိရတယ်နဲ့နော်အေးပြောပြီးသားလက်မပါနဲ့လို့ပြောပြီးသားနော်အေးနော်မဲမိဘလာနေကြတော့သိရတယ်ပြန်လွတ်တာခလေးကိုပြန်လွတ်တာတော့တယ်မကလည်းတွေ့ရနော်အကုန်လုံးနော်ပြန်လွတ်တာမဲမိဘလာနေကြတော့သိရတယ်ပြန်လွတ်တာနော်